အားလုံးသောဆရာဆရာမများကြွလာကြသောအပရိသတ်များအလေးပြုခြင်းအစီအစဉ်ပြုလုပ်မှာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးပြု၍အားလုံးမတ်တက်ရပေးပါအားလုံးသတိကြီးတော်စုသမ္မတမြမနိုင်ငံတော်လေပြုနေမြဲကြာဆုံးနေပြီးတော့ဘိုလ်ချုပ်အောင်ဆန်းတဲ့တကွာအာသာနီကောင်းတော်ကြီးများလေပြုနေမြဲမြမနိုင်ငံတော်ချင်းစာစုနေမြဲ